part 2 သင်ခန်းစာ9 3-4 timing ဒီဘာမှာ3ချက်ရှိတယ် one flag ဆိုဒီမှာ flag ရမလဲဆိုတော့ E G B B ရောက်ရင် flag ရမယ်ဆိုတော့ one flag က F major key ဟုတ်နော် timing 1 3 4ဒီဘာမှာ3ချက်1 2 3 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 ဒီဥစ္စာကိုတီးစရာမလိုဘူးဆွဲထားပြီးလို့ရတယ်မှာထိုင်လေးနဲ့ပြတာဒီမှာလဲ1 2 3ဆိုပြီးတော့ဒီမှာတီးစရာမလိုဖိထား1 2 3 1 2 3မှာပဲတီးရအောင်နော်တီးရpart 2သင်ခန်းစာ9เนาะသင်ခန်းစာအတိုင်းတီးကြည့်အောင်3 4 time 1 2 3 1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 3 1 2 3 1 2 1 2 3 1 2 1 2 3 1 2 3ဟုတ်နော်ကျွန်တော်ခောက်ကင်ပြီးတော့ပြင်ပြီးလေ့ကျင့်ကြည့်အောင်